မင်္ဂလာပါရှင်။နှုတ်ပြလာပါခြင်းရဲ့လျှို့ဝှက်ချက်တွေကိုသိချင်ပါသလား။ကျမတို့ရဲ့အသားရည်ကျန်းမာနေခြင်းကအလှပတစ်ခုဆိုတာထက်အများကြီးပိုပါတယ်။အဲ့ဒီလိုမျိုးအသားရည်ကျန်းမာနေတဲ့အခါမှာကျမတို့ရဲ့တစ်နေ့တာကိုယုံကြည်မှုရှိရှိနဲ့ဖြတ်သန်းနိုင်မှာဖြစ်တယ်လို့ဘက်တီးရီးယားပိုးမွှားတွေဖုံမှုန့်တွေခရမ်းလွန်ရောင်ခြည်နဲ့လေထုညစ်ညမ်းမှုတွေကနေလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအတွက်လှုပ်ဆောင်သင့်တဲ့အခြေခံချက်လေးတွေကိုကြည့်ကြည့်လိုက်ရအောင်နော်။ပထမဆုံးအနေနဲ့အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးကတော့ရေများများတောက်ပါ။တစ်နေ့ကိုအနည်းဆုံးရေ2လီတာလောက်တောက်ပေးပါ။ပြီးရင်တော့စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးရှော့ချပေးပါ။နောက်တစ်ခုအနေနဲ့ကတော့အေးအေးဝဝအိပ်ဖို့ပါပဲ။ကျမတို့ရဲ့ခန္ဓာကိုယ်ကညဘက်အိပ်ဆက်တဲ့အချိန်မှာဆဲတွေကိုပြန်လည်ပြင်ပေးတာဖြစ်တဲ့ကြောင့်မို့လို့တစ်နေ့ကိုအနည်းဆုံး9နာရီလောက်အိပ်ပေးပါ။ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါအသီးနှံအသီးရွက်တွေကိုများများစားပါဖုန်းမျက်နှာပြင်နဲ့ခေါင်းစွပ်တွေကိုလည်းတန်ရှင်းအောင်ထားဖို့မမေ့ပါနဲ့အခြေခံ skin care တွေအနေနဲ့တော့သေချာ double cleansing လုပ်ပေးပါကိုယ့်ရဲ့အသားရည်နဲ့ကိုက်ညီမှုရှိတဲ့ moisturizer ကိုရွေးချယ်ပြီးတော့သုံးပါမိုးပဲရွာနေပဲပူပူအိမ်ထဲမှာပဲနေအပြင်ပဲသွား sunscreen ကိုလိမ့်ဖို့မမေ့ပါနဲ့အဲ့ဒါတွေအပြင်အသားရည်လေးကိုပုံမကြည့်လင်းလှပစေဖို့အတွက်ဆိုလို့ရှိရင်တော့ supplement လေးတွေကိုလည်းတောက်သုံးပေးနိုင်ပါတယ်ရှင်အဲ့ဒီအတွက်ဖိန်းကနေပြီးတော့ထုတ်ထားတဲ့ pomegranate တလဲသီးဆေးလေးအကြောင်းကိုပြပြပေးချင်ပါတယ် pomegranate မှာဆိုလို့ရှိရင် puny collagen လို့ခေါ်တဲ့ drop ပေါင်းလေးပါဝင်ပါတယ်အဲ့ဒီ puny collagen ကကျမတို့ရဲ့ဥလန်းချောင်းထဲမှာအကျိုးပြုဘက်တီးရီးယားလေးတွေကအာနိသင်ကိုပေးနိုင်တဲ့ urolithin အဖြစ်ကိုပြောင်းလဲလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အရေပြားရဲ့အပြင်ဘက်ဆုံးလွှာမှာဝင်ရောက်ပြီးအလုပ်လုပ်တဲ့အတွက် skin barrier ကိုအားကောင်းစေရပေါ့နော်အဲ့ဒါကြောင့်မို့လို့အရေပြားတွေကရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီးတော့အသားရည်ကိုဆိုပြေဝင်ပါစေနိုင်ပါတယ်။နေရောင်ခြည်ကြောင့်အသားရည်ညှဉ်းနှွမ်းပျက်စီးတာအသားရောင်မညင်ညာတာမျိုးနဲ့အမဲဆက်ဖြစ်တာတွေကိုလည်းလျော့ပါစေနိုင်ပါတယ်။အဲ့ဒါပြီးနောက်တစ်ဆင့်အနေနဲ့ကတော့အရေပြားဒုတိယလွှာမှာဝင်ရောက်ပြီးအလုပ်လုပ်တဲ့အတွက် collagen ထုတ်လုပ်မှုကိုအားပေးပြီးခန္ဓာကိုယ်ထဲမှာ collagen တွေဖြည့်ဆည်းခံရတာတွေကိုလည်းလျော့နည်းစေနိုင်တဲ့အတွက်အသားရည်လေးကတင်းတင်းရင်းလေးဖြစ်နေမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့နုပြိုခြင်းကိုဟန်တာနိုင်တဲ့ဆဲဟောင်းတွေကိုဖယ်ရှားပေးတဲ့အတွက်အသားရည်လေးကိုနုပြိုလှပဖို့အတွက်ပို့ပြီးတော့အားပေးစေနိုင်ပါတယ်ရှင်။ကျမအရှိမပြောခဲ့တဲ့အချက်လေးတွေကိုလည်းတေချာလိုက်လုပ်မယ်။ Faint pomegranate တလဲသီးဆေးလေးကိုလည်းနေ့စဉ်ပုံမှန်တောက်သုံးပေးမယ်ဆိုလို့ရှိရင်သင်ရဲ့အသားရည်လေးကလူတကာအားကြရလာအောင်တင်းရင်ဆိုပြီးလှပနေမှာပဲဖြစ်ပါရဲ့ရှင်။အလှပဆုံးချိန်တွေကိုပိုင်ဆိုင်ဖို့ Faint pomegranate တလဲသီးဆေးလေးကသင်ရဲ့နာမှာရှိနေပါရဲ့ရှင်။